Alongo Minglava no Sebade, Jano Digane, Balo Tele Surehago, Jano di video apian, Jano Popia Tomapsabade, Janoka, Amieran Bolo, Amieran Lolobono, Tanetaka, Dilumioyati, Chima, Netekula Visura, Mieran Janoka Balo Tele Soye, Di Janoro, Cancer Mashide, International House of Prayer Sureneago, Nete ku labisura na choro ne tu choro mita su khotwa biroma choro na thon se cha the ne ta lo lo phya na tu lan shot na pho long ga khon a yu pho ya atwe di su ta in ko la biroma choro su ta khan le shi ba de da chaw choro phet kho chin de di yani yawe ma di cancer မြို့မှာရှိလူတွေဖြစ်ဖြစ်တခြားတဲ့မှာရှိလူတွေဖြစ်ဖြစ်ပေါ့နော်အားလုံးကဒီ International House of Prayer ဆိုတဲ့အင်ကိုတိကျမှာပါဒါကြောင့်မလို့ဒီမှာလာပြီးတော့မှမေတ္တာရဖွဲ့ကြပါဖျားနဲ့အတူအချင်းယူပြီးတော့မှဖျားနဲ့စကားပြောဖို့ရအတွက်အလှငါကျွန်တော်တို့ဒီကိုလာဖို့ရအတွက်ကျွန်တော်အနေငယ်message ပေးချင်တာဖြစ်တယ်ကျွန်တော်ကဘာလို့လဲဆိုရင်အမြဲတမ်းဒီမှာလာပြီးတော့မှဘာဆူတောင်းတယ်လဲဆိုကျွန်တော်တို့ကောင်းမွန်စွာဖျားရှင်ကလည်းပြပေါ်ဆောင်ပြီးတော့မှ2025ကနေ2016ကိုကြီးရိုကြောင့်ကျွန်တော်တို့ရောက်ရှိနေတာဖြစ်တယ်။ဖျားကြီးရိုတတကြောင့်ဖြစ်တဲ့ဒါကိုချီးမွမ်းရင်းနဲ့ဖြတ်တန်းရမဒီ2016ကိုလည်းပဲဘယ်လိုလာမလဲဆိုတော့လူကမသိနိုင်ဘူး။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အမြဲတမ်းယုံကြည်သူဖြစ်တဲ့အခါမှာအမြဲတမ်းလူအပ်တာကနေစင်တမ်းမှာဖျားအတူရှော့သွားလာနိုင်ဖို့လောငါဖျားရအတန်တော့ကြဖို့ရအတွက်ဖျားနဲ့အတူလမ်းလျှောက်နိုင်ရအတွက်ကျွန်တော်တို့အခက်ခဲပဲလာပါစေဘလို့မျိုးအခြေအနေပဲလာပါစေဘဝအခက်ခဲမျိုးဆောင်ကလောကတော့လာမှာပဲလောကမှာနေတဲ့အခါမှာအဲ့ဒီဟာကိုကျွန်တော်တို့ဖျားထန်တော့စုမတော်ဘူးဆိုရင်ကျွန်တော်တို့ကိုယ့်ကွာကိုကဖြတ်တန်းနိုင်မှာမဟုတ်ဘူးဒါကြောင့်ဒီမှာလာပြီးတော့မှကျွန်တော်ဖြတ်တန်းလို့ဆောင်ရမှာအားလုံးကိုကျွန်တော် plan ဆွဲထားတဲ့အရာအားလုံးကိုကောင်းမွန်စွာဖြတ်တန်းနိုင်ဖို့ဝင်တော့ဖျားတောင်းလျှောက်ပြီးတော့မှဖျားသခင်ကကျွန်တော်တို့ရဲ့လိုချင်တဲ့ထက်တာရွကောင်းတဲ့အရာပေးမယ်ဆိုတဲ့မျိုးလေးရင်းနဲ့ကျွန်တော်တို့တနေ့တာလောဆောင်ရမှာဟာတော့ကျွန်တော်ဖြတ်တန်းရမှာအကိုလုံးကောင်းမွန်စွာငြိတဲ့ချင်းရရှိပြီးတော့မှကျွန်တော် short land နဲ့ပေါ့အလုံးကဝင်ကြီးတော့ဖျားကိုဆန်ကပြီးတောင်းတပြီးတော့မှသူထန်တော့သူနဲ့ကိုနဲ့ပေါ့နော်အချင်းယူပြီးတော့မှစတောင်းအနံဖို့အလုံးကကျွန်တော်ဖက်ခေါ်ရဖြစ်တဲ့ဒါကြောင့်ကျွန်တော်အမြဲတမ်းဒီမှာစတောင်းပြီးတဲ့အခါမှာဖျားသခင်ကနေပြီးတော့မှညတဲ့ချင်းပေးလာမယ်ဖျားကနေပြီးတော့မှဆက်ချမှုပေးလာမယ်အဲ့ဒီဟာနဲ့ line shot တော့အခါမှာအဲ့ဒီဟာနဲ့ကျွန်တော်တို့ကတော့အခါမှာအရာရာတိုင်းမှာအောင်မြင်လာမယ်အရာတိုင်းမှာကျွန်တော်တို့လွန်နေဆွမ်းဖျားသခင်ကယေရှုခရစ်တော်အပြင်ပေးမှဖြစ်တဲ့ဒါကြောင့်ဘာမှကြောက်စရာမလိုပဲကောင်းမွန်စွာလောရှာတော်လာနိုင်ဖို့အလုံးကဒီစုတအင်ကိုကျွန်တော်တို့အမြဲတမ်းလာဖို့ရန်အတွက်ကျွန်တော်ဖိတ်ခေါ်ကြိုဆိုလျက်ရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ကျဆံပါပြောတယ်လေဆိုရင်တော့ဝလေတော့သူအပေါင်းတော်ငါထန်တော်လာကြလို့ဆိုတဲ့အတိုင်းပဲကျွန်တော်တို့လူတိုင်းကဘယ်သူမစောဘောနော်အလုံးကတနေ့နေ့ရမှာဝလေလျက်ရှိတဲ့လူသားဖြစ်တဲ့အတွက်ရှိမှာပဲအဲဒါကြောင့်ကျွန်တော်ဒီမှာလာတဲ့အခါမှာပြန်တဲ့အခါဆိုရင်ဘောနော်လာတဲ့အလာနဲ့အပြန်မတူဘဲနဲ့ကောင်းမွန်စွာကျွန်တော်တို့ပပနဲ့ပြန်တခွင့်ရမယ်ညတဲ့ချင်းနဲ့လက်လျှော့နိုင်ဖို့အလုံးကဝင်ပြတောင်းလျှောက်ပြီးတော့မှလာဖို့ရန်ဒီကနေမစ္စပဲလိုပါတယ်အရောက်စီတံပြရှိကောင်းချပေးပါစေအာမင်